လူပြောများနေတဲ့ Real Madrid ရဲ့ပေါက်တက်ခဲ့ရလွဲများအားလုံးမင်္ဂလာပါ YGN ထိပ်တန်း Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Real Madrid ဟာကမ္ဘာအကောင်းဆုံးဘောလုံးအသင်းဖြစ်ပါတယ်။ Real မှာကမ္ဘာထိပ်တန်းကစားသမားတွေနဲ့ကမ္ဘာအကောင်းဆုံးဘာနီဗျူကွင်းရှိပါတယ်။ဒါပေမဲ့ Real Madrid ရဲ့ဝန်ထမ်းတွေကတော့ဒီကစားသမားတွေကိုစီမံခန့်ခွဲဖို့အစင်းမှမှီရလားဆိုတာတန်တရားဝင်စရာပါပဲ။အခုတလော online ပေါ်မှာပြန့်နှံ့နေတဲ့သတင်းတစ်ခုရှိပါတယ်။ Real Madrid ဝန်ထမ်းဟောင်းတယောက်ဟာအသင်းကနေထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက်သူ့ရဲ့ social media အကောင့်ကနေ Real အကြောင်းအတွင်းတွေကိုဖွင့်ချပြနေပါတယ်။ Real Madrid ဝန်ထမ်းဟောင်း Asier Gonzalez de Eriba ဟာတော်ဝင်မိသားစုရဲ့အာဟာရပညာရှင်ဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ Eriba က Real ဟာသူရဲ့တိုက်စစ်မှု Kylian Mbappé ရဲ့ဒူးတန်ရာကိုဘယ်နဲ့ညာမှားယွင်းကူးတာနေကြောင်းဖွင့်ဟခဲ့တာပါ။ပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့မှာတော့Mbappé ဟာဘယ်ဘက်ဒူးတန်ရာရရှိခဲ့တာကြောင့်ဆေးစစ်ကူတာခဲ့ရပါတယ်။ဒီတော့Mbappé ဟာဘာမှမဖြစ်ဘူးလို့ဖြေထွက်ခဲ့ပြီးတော့တလလုံးပွဲတွေဆက်ကစားနေခဲ့ပါတယ်။နောက်မှအခြေအနေမကောင်းလို့ပြန်လဲစစ်ဆေးလိုက်တဲ့အခါ Real ကMbappé ကိုဘယ်နဲ့ညာဒူးမှားပြီးတော့ကူတာနေခဲ့တာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။ Eriba က Real Madrid အသင်းမှာအာဟာရပိုင်းအတွက်အားစေးကိုဘယ်လိုသတ်မှတ်ပေးထားတယ်ဆိုတာကိုလည်းဖွင့်ချပြခဲ့ပါသေးတယ်။ Eriba ကသူ့ရဲ့ Instagram story မှာ Real ဟာကစားသမားတွေအတွက် supplement တွက်ချက်ရမှာကျွမ်းကျင်ပညာရှင်တွေကိုသုံးရမယ်စာ ChatGPT Free version ကိုအသုံးပြုခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ Eriba ကသူ့ရဲ့ကိုယ်ပိုင် diet ကတော့ကစားသမားတွေအတွက်ကောင်းမွန်အောင်မြင်တာကြောင့်ကစားသမားနှစ်ယောက်ကဒီ diet ကိုခွင့်ပြုပေးဖို့ Pires ကိုတွားပြီးတော့တောင်းဆိုခဲ့သေးတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ Real ဘက်ကကစားသမားတွေကို Eriba ရဲ့ညွှန်ကြားချက်တွေအတိုင်းလိုက်မလုပ်ဖို့တားမြစ်ခဲ့ပြီးတော့အသင်းရဲ့အခြေအနေတွေကဆိုးဝါးသွားခဲ့တယ်လို့ Eriba ကဖွင့်ချပြခဲ့ပါတယ်။ဒီသတင်းကတကယ်လားဆိုတာပရိသတ်တွေကြားမှာသိကျင်စိတ်တွေများပြားနေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။